Hi guys မင်္ဂလာပါကျွန်တော်ဒီနေ့ shooting ရှိပါတယ်ဘယ်မှာလဲဆိုတော့ရှမ်းပြည်နယ်ကလောမျိုးမှာပါအဲ့တော့ shooting လေးကနေ့လယ်မှာခေါ်မှာဆိုတော့ကျွန်တော်က breakfast ကို hotel မှာစားမကောင်းတော့အဲ့ဒါရှမ်းပြည်ကလောစီးထဲမှာကျွန်တော်တပူးနေသွားစားကျင်တာ ਨੇ အဲ့ဒါစုံစမ်းမေးမြန်းပြီးတော့ဈေးထဲကိုလာပြီးတော့စားတဲ့အစားအသောက်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ကြည့်ရှုပြီးတော့ခန်းစားပေးပါဦးကျွန်တော်ကတပူးနွေးစားရင်းနဲ့ဘာတွေထပ်စားမိသွားလဲဆိုတာကတော့ပါစားမယ်ပေါ့就多hun nuôi တပူးနွေးချုံမုံထဲမှာလား ထက်မှာ ဒါကွာချုံမုံမထဲဘူးနော်တပူးနွေးကိုဒါတို့လည်း short တယ်ဟိုကရှမ်းတမီးလေးဆက်ကြည့်ရအောင်အစင်းကစားမယ်အဝယ်နဲ့ဆက်ကြည့်တယ်လေဒါဆက်တော့ခွေးပါရကြမ်းလို့ရငါတမီးလေးဝတ်တဲ့ချင်းနဲ့ဝတ်တာနေလောက်တယ်ဝတ်တဲ့ချင်းနဲ့လည်းရတယ်ရှက်ဒီလိုတော့ခါတော့ကြော်ရတမူကြလည်းရတယ်ရှက်တမူကြရမယ်တမူတော့ရမယ်ကြော်ရမယ်ချက်သားဟင်းထုတ်တွေလည်းရတယ်ပေါ့ချက်သားဟင်းထုတ်ရှိမယ်ခုတော့အတော့ရှိမယ်ဒီငါထမင်းနဲ့ပြီးတော့ငါတလေးရှိတယ်ချက်သားဟင်းထုတ်ရှိတယ်တက်တော့ဟင်းထုတ်ရှိမယ်ဘာလို့လဲထုတ်ရှိတယ်ကြော်ရဒီစက်ကနေဒီနေ့က ဒီဘက်ဖွဲ့တယ် ဘယ်လိုပါ사면စိတ်ရတာပါစား没有呢တူပါစမပြေသေးလို့ဒီမှာတူဘူးနှွေးကိုလို့စားပါဝေါတူဘူးနှွေးဆိုတာရှမ်းပြည်ရောက်တော့ရှမ်းစာတော့စားအောင်စားရှမ်းပြည်ရောက်တော့ရှမ်းစာမစားရင်ဘူးကြောက်ဆိုလို့အဲ့လိုအပေါ်တင်းတင်းလေးနဲ့အထက်ပြုတ်ပြုတ်လေးကိုရမ်းကြိုက်ဟိုတရား breakfast နဲ့ပေါ့ပါစားပြီအားတော့စတာဟင်းတို့玫瑰几岁的龟？八岁。ရှယ်ပဲရောဒီကောင်းလားအားဒီကောင်းလားရှယ်ပဲရောမင်းကျူးလေးနဲ့အားမရလို့ရှမ်းတော့စားကြလို့တပြီးတော့နောက်တော့ပဲစားပါတယ်ဒါတော့စံပွဲတော့ပါရှမ်းတော့လို့ခေါ်ပါတယ်သူကတော့ညီမတို့ရေစိမ်လို့ခေါ်တယ်ကျွန်တော်တို့ကတော့စံပွဲလို့ခေါ်ပါတယ်ဟောကြောင့်အဲ့မှာပြေးတော့နော်ရှမ်းပါတယ်ဒီလိုရှမ်းတော့လို့ပုံနေပဲရွယ်လေးထည့်တယ်တိတ်ကြိုက်ရှမ်းရတာစားကြည့်မယ်ရန်ကုန်မှာလို့ကျန်းကျင်ဒီနဲ့တောက်တာမဟုတ်သူကလည်းစက်ခါလေးပဲစက်ရတယ်တောင်ပိုင်းမြောက်ပိုင်းနေရှိအောင်အဲကျန်းကျင်ဒီနဲ့တောက်တာလေတစ်မျိုးနော်ရဂျင်းလေးနဲ့စားဂျင်းလေးတွေကိုတင်ထားကြည့်လိုက်အဲ့လိုဖြစ်ရင်ဘာဖြစ်လဲဆိုလို့ရှိရင်ဘာဖြစ်လဲတန်ကောင်းတယ်။အော်မိုင်းက green ရှင်းတယ်။စားရတဲ့နေရာကိုဆွဲချပါအဲ့တော့ထပ်စားခြင်းလား
တော့ရှမ်းကျင်ပေါ့လေနော်ရိုးရမပြတ်ရှမ်းလာမပြတ်တဲ့ရှမ်းကျင်လေးပါရကောရကောအားတော့တခြားဆိုင်တွေမှာပြီးတဲ့ပေါ်စိတ်လေးပါနိုးစီလေးပေါ့ Thank you Thank you ဘယ်လိုလဲပါတန်းလိုက်တာမချောင်းနော်ဒီကောင်ကတော့အေးအောင်ဆောင်စားပြီလား